အားလုံးမင်္ဂလာပါခုတစ်ခေါက်ကတော့ကျွန်တော်ကဆက်လေးတက်လောက်ခုတစ်ခေါက်ကကျွန်တော်ဘယ်အကြောင်းအရာဝေမျှပေးမလဲဆိုလို့ရှိရင်ခုဒဇင်ပိုင်းရာသီရောက်တယ်ဟောနော်ဒဇင်ပိုင်းရာသီရောက်တဲ့ခါမှာကျွန်တော်ဒဇင်ပိုင်းနဲ့ပတ်သက်ပြီးတော့စေးဘယ်လိုသုံးရမလဲဆိုတဲ့အကြောင်းအရာတွေလာမေးထားရရှိတယ်အဲ့တော့ကကျတော့ဒဇင်ပိုင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ပထမဦးကအခုချိန်ကကျွန်တော်တို့ကဒီအမြင့်စေးကိုလည်းတော်တော်များဖြန်းကြတယ်ပေါ့နော်ဒါပေမဲ့အမြင့်သေးဖြန်းတာတဲ့ကိုရှိကိုအထူးကတော့ယောဂမဝင်အောင်လုပ်ရမယ်ပထမဦးလို့အချိန်ပထမဦးလုပ်ကန်တာကယောဂမဝင်အောင်လုပ်ရမယ်အဲ့ဒါကဘာလဲဆိုတော့ဒဇင်ဥတွေမှာတော်တော်များပါလာတဲ့ဒီဥပုပ်ယောဂတွေကိုကာဝယ်ဖို့အတွက်ကျွန်တော်အခုဒီမှာပြထားတယ် Trigo Power ဆိုတဲ့ဆေးကို9ရက်ချတစ်ခေါက်9ရက်ချတစ်ခေါက်ပုံမှန်ဖြန်းသေးတယ်စဆိုင်ရတဲ့ဒုတိယတစ်ချက်ကဒဇင်ဥတွေကိုစဆိုင်တဲ့ခါမှာအကိုတို့မတို့ကပါးကြားထိုးရလေးပင်ရလေးတွေနဲ့ထိုးပြီးတော့ဆက်ရတာဖြစ်တဲ့အတွက်အဲ့ဒီကနေကျွန်တော်တို့ဒဇင်ဥတွေမှာအနာတရားဝင်နိုင်တယ်အဲ့တော့ကျွန်တော်တို့ဒဇင်ဥအနာတရားမဝင်အောင်ဆရာဘယ်လိုလုပ်ရမလဲတချို့ကလည်းအပြောင်းဆိုင်တဲ့လူကထုံးလေးလိုက်တူပေးရမျိုးရှိတယ်တကယ်တမ်းစီးပွားဖြစ်အများကြီးဆိုင်တဲ့လူတွေကြတယ်ကျွန်တော်ထုံးထုတ်ဖို့အဆင်မပြေနိုင်ဘူးတော့အဲ့တော့ကျွန်တော်ဘာလုပ်မလဲအဲ့တော့ကျွန်တော်လွယ်လွယ်လေးပါအခုဒီမှာပြထားတဲ့တန့်ဆိုတဲ့ဆေးကိုယောဂဝင်မဝင်ဆက်ရချတစ်ခါတော့ပုံမှန်ဖြန်းပေးခြင်းအဖြစ်ဒဇင်ဥမာဒီအထိုးရအနေဒဇင်လေဗတိရိယယောဂဥပတိရိယကြောင့်ဖြစ်တဲ့ဥပုပ်ယောဂတွေလည်းမဝင်တော့ဘူးဒဇင်ရွက်တွေမှာဖြစ်တဲ့ယောဂတွေလည်းမဝင်တော့ဘဲနဲ့ဒဇင်ဥမှာကြလာမဲ့ပိုးကောင်တွေရဲ့ပိုးကောင်ဥတွေကိုလည်းအပြီးတိုင်ရှင်းနေပြီးမှဖြစ်ပါတယ်အဲ့တော့ဒီဆေးတစ်မျိုးသုံးမယ်ဆိုတော့3-in-1 ratio ရမယ်ပေါ့နော်အားလေးတွေသုံးလို့ရမှာဖြစ်ပါတယ်အဲ့တော့ဒါအလုံးရှုပ်ခံပြီးတော့ထုံးထုံးနေကြမှာအဲ့တော့ပထမဆုံးလုပ်ရမယ့်လုပ်ကခုနပြောသလိုပိုးသက်ဆေးပိုးမဝင်အောင်လို့ဒီတန့်ဆေးလေးဖြန်းမယ်ပြီးတော့ကကျဥပုပ်ယောဂမဝင်အောင်လို့ခိုင်ကိုဆေးလေးကိုအမိရဆောင်ထားဖို့လိုပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်